အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာ play ကြတော့နောက်ထပ်အတန်နဲ့ကျွန်တော်တို့တူတူလေ့လာကြည့်ကြတာပေါ့နော်ဆိုတော့ဒီအတန် play ကြတော့ဘာတန်လဲဆိုတော့အာဆိုတော့ဒီအာအတန်ကိုသူက A နဲ့ E နဲ့ပေါင်းပြီးတော့ရေးထားတဲ့သင်္ကေတပုံစံလို့ပေါ့နော်ဒီအတန် play ကြတော့ E လိုမျိုးတော့မပြုံးရဘူးဒါပေမဲ့သူ့မှာထူးခြားတဲ့ play ကြပါစက်ကိုအလုံးဝဖွင့်ရမယ်ဒါကတော့ open sounds ပေါ့နော်ပါစက်တစ်ခုလုံးဖွင့်ထားရမှာပေါ့နော်ဆိုတော့ဒီចောင်းသားတော်များ play ကြတော့ S နဲ့မှားကြတယ် S ဆိုတာနည်းနည်းပြုံးတယ်နည်းနည်းတွေ့ရတယ် R ဆိုတာမတွေ့ရတော့ဒီ S လိုက်ကြတော့ mid open mids ပေါ့နော် S ဒီကောင်လိုက်ကြ R ဆိုလုံးဝဖွင့်ရမယ်ဒါပေမဲ့သူ R တန်ကလည်းဒီအရှိပေါ့နော် front ဒီကနေဘို့ပြုပြီးတော့မှရလာတဲ့တန်ပေါ့ကျွန်တော်တို့ like ဆိုလို့ရတယ်မရရင် video ခဏ pause ပြီးတော့မှဟိုကျွန်တော်တို့ like ဆိုလို့ရတယ်ပေါ့နော် R ဥပမာအနေနဲ့ပြောရင် apple fact man that man is bad that man is bad ဆိုတော့ဒီဗီဒီယိုလေးကြားနေတဲ့မယ်လို့တော့ကျွန်တော်ယုံကြည်တယ်နောက်ဗီဒီယိုနောက်အတန်နဲ့ပဲကျွန်တော်တို့တူတူပြင်လဲဆောင်ကြတာပေါ့